နေပါတော့လောက်ကနေ့လည်းည7တဲ့ဆိုမနေ့ပိုင်းနေ့အားလေးဆို ready ဖတ်ပါဖြစ်ပါကျွန်တော် ready ဘယ်လိုဖတ်လဲကျွန်တော်လည်းစလုံးလေးကိုတခြားနေမှာအရင်ရှာပြတော့ကျွန်တော်ဖတ်တယ်ခါလေးလည်းကျွန်တော်လည်းစလုံးလေးကြောဖတ်အလုပ်ဆင်းရဆိုအချင်းသိမရှိကျွန်တော်အလုပ်ကစားတော့ဆိုင်ဆိုမနေ့7ည7ဒီစိကျွန်တော်မရှိကိုမှမရှိတဲ့အချင်းလေးကိုလုပ်ပြီးဒီနေ့ရောဒီလေးဒီဘိုက်ပဲဒီနေ့ဘိုက်ပဲပြီးအောင်ဖတ်ပါကျွန်တော်လည်းလိုက်ကြည့်လိုက်ပါကျွန်တော်တို့ရှာကြည့်စမ်းပါမယ်တော့ပြင်မလို့ခေါ်တော့ဂျွန်ဘီချူဒီစံတော့အနွေးဆိုလေဒီဝိုင်းလည်းအတူတော့ရန်ဝိုင်းပြောအောင်လားဆိုအနွေးကျတော့ရန်ဝိုင်းလို့များတော့ကိုယ်အခြေခံလည်းမရှိတော့စာလီယုံနေမှာလောက်အောင်ကျွန်တော်စာပိုက်တာကျွန်တော်ညောင်းကတော့မိုးလေးပေါ့အဲ့တင်တော့ကျွန်တော်ဝယ်ထားကျွန်တော်ပြန်စားလို့လဲဆိုတော့ video session စားတယ်ကျန်တဲ့ကံမှာကိုတော့အကောကြီးကျန်အောင်တော့ကျွန်တော် video ရဖတ်ဒီခါလည်းကျွန်တော်ပြီးတော့တော့ဒီခါတော့ကျွန်တော်တန်ဖိုးကနေစတယ်ကျွန်တော်တန်ဖိုးလည်းပြီးတော့ချိုးပေါင်းလည်းပြီးတော့ဟိုကတော့ချောပေါင်းရောက်တယ်ချောပါ不是什么，超过100只带到我要明白是带从来有一就这样。ကျွန်တော်စာဖတ်အတန်တက်ပြီးဖတ်ရကြတယ်ကိုယ်စိတ်ကနေတိတိကျကျဖတ်ရကြQQ nan dai mas 90နှစ်မတိုင်ခင်အခိုင်ရှက်ကရမကုမ္ပဏီကနေပြီးတော့ခါခုရှင်တက်ခင်ကစမ်းတဲ့ကင်းလုံးလောက်ဆောင်တဲ့ကိုမစပိုင်ဆိုင်တဲ့ OS ဆိုတဲ့အရာကအစပိုင်စားတဲ့ခို့တိုခင်းနေဆိုစတဲ့ရောင်းချတဲ့အစပိုင်စားတဲ့ခို့တိုစတဲ့ရောင်းချခြင်းကို okay အကြောင်းပြပြီးတော့ပတ်စခွန်တော့ကွန်ပျူတာရဲ့ procurement အသုံးပြုတော့ကဘကွာဆိုတဲ့ခင်းနေဆိုဘကွာဆိုမျိုးမြန်ဆန်ဆန်နဲ့အားကမြင့်တက်လာတယ်အင်တာနက်တော့ကအင်တာနက်ကကျူးဆိုကိုမြန်ဆန်ဆန်နဲ့ procurement ကြကြပြပြအသုံးပြုလာကြတယ်ဆိုလည်းမတယ်တော့အဲ့ဒီမတိုင်ခင်ရဲ့မိုးကြီးတော့စကလုံးနေနဲ့ commando ဆိုတာချွေးဝမ်းဆိုတာချွေးလေးနဲ့ပေးထားတယ်ပါတော့ commando ပတ်စခွန်ဒီကွန်ပျူတာမှာ mail လေးကို style လုပ်တာမယ်နော်ဒီညွှန်ကြားချက်ကိုတစ်ဆင့်ပြောဖို့တော့ခီကိုတင်ကြတာကိုတော့စကလုံးနေနဲ့စိုးစားကိုဆိုလို့တိုင်းတော့ထင်းချုပ်တဲ့ကွန်ပျူတာတူတဲ့ကွန်ပျူတာနဲ့ကိုတော်နာလေး꿰ပြရတယ်ဒါမှကြောနေတယ်ဒီကွန်ပျူတာစခွန်ပေါ်မှာပေါ့ high chi စားတဲ့တော့နေရာချထားတော့ဂါဇိုဆိုတာဓာတ်ပုံပေါ့နော်ဓာတ်ပုံကိုခရီးကိုစလို့ကိုတော်တယ် click လောက်ချင်းဖြစ် mail လေး style လို့ခင်တော့ဒီညွှန်ကြားချက်တွေကိုပေါ့တစ်ဆင့်ပြောနိုင်တယ်ခင်ဗျာလောက်ဆောင်ချက်တွေကိုလည်းမို့တာပိုင်ဆိုင်ထားတယ်ခုန OSဆိုတာကလည်းစိုးစားစီဒီကိုင်းတော့ထင်ချုပ်ရတာလွယ်ကူချင်းတွေကရုပ်ကောင်းတယ်ကွန်ပျူတာနဲ့ကွန်ပျူတာမှာဟာရှိမယ်ပထမဦးဆုံးနဲ့ဖူလာတဲ့ထိတွေ့တဲ့ hit တိုတိုင်းမို့လူဆိုရင်တော့မှကွန်ပျူတာပထမဦးဆုံးထိတွေ့အသုံးပြုလူဆိုရင်တော့မှချုပ်ခန့်တက်ခင်နေဆိုတာကအလိုနားလည်နိုင်တယ်ပေါ့နော် Ascal ကိုတော့ကတက်ခင်လို့တက်ခင်တာအလိုနားလည်ပြီးတော့ကိုင်းတော့အသုံးပြုနိုင်တာတွေကလုံးနိုင်တယ်မှာတန်တော့ပြီးတော့ July ဆိုတာအရင်ကပေါ့ကွန်ပျူတာကဟိုအရင်ကကွန်ပျူတာတွေကလေ social ခင်တော့ဒီ data social ဆိုတာလွှဲပြောင်းတယ်ပေါ့နော်ခင်တို့ data တွေလွှဲပြောင်းတယ်ခင်တို့လောက်ဆောင်ချက်တွေကိုမပိုင်ဆိုင်ထားဘူးပေါ့နော်ဘက်တို social ရောဆိုတာကဒီ data တွေလွှဲပြောင်းမှုအတွက်တည်တံ့အသုံးပြုရတဲ့ software ဘက်တို social ရောတော့ software ဆိုတာ data တွေလွှဲပြောင်းမှုတည်တံ့အသုံးပြုရတယ်တဲ့ software က software ကိုပေါ့ဒီကတော့ခုမိခုံမှုထည့်သွင်းတက်ဆင်မှု history ရောကအတာကလိုအပ်ခဲ့ပေမဲ့ခုနကဒီအခုတက်ထုတ်လုပ်လိုက်တဲ့ OS ကတဲ့ Hyo Jong Kin လို့ဆိုတာ Hyo Jong Kin လို့ဒီသူရဲ့ပင်ကိုပါရှိတဲ့လောက်ဆောင်ချက်တို့ရှိတဲ့အနေဖြင့် internet တုံး internet မှာဆက် Kin တို့ဒီချိတ်ဆက်တဲ့ Kin တို့လောက်ဆောင်ချက်ကဒီလောက်ဆောင်ချက်ကပေါ့တိုးဆိုင်စာလေး data ဆိုထည့်သွင်းတက်ဆင်ထားရပေါ့နော်ခုနက website ရတယ်ဗဒီ website ရှိမယ်ဆိုလို့ရှိရင်ဆိုင်ရောတော့ kiki ဒီဆိုင်ရောတည်တံ့အသုံးပြုရတဲ့ kiki စက်ပစ္စည်းတွေကိုမတနာခုတဲ့ mobile ဆိုင်လည်းပဲ internet တုံးမှာအခုဆက်ခုတို့ကလည်းဒီဝင်ရောက်အသုံးပြုနိုင်တာကတက်ခေတော့လုံနိုင်တယ်အားရလို့မဲကာတော့ password control တဲ့အလုံးစုံတော့ဒီ Mega ဆိုတာ Mega ထုတ်လုပ်တဲ့ company တွေရဲ့ password control တဲ့ computer တွေအပေါ်မှာဟာတလာခုရောအလုံးလုံးလိုမျိုးရဲ့လုံးတော်မျိုးရဲ့ဒီဟာကခဲစိတ်ချောရှာမိလားစက်ခဲစိတ်ရောစက်ခဲစောစောမရှာရမိစက်ခဲစားတဲ့တာခုတော့မို့တဲ့ဒီပေါ့လုံးတော့ကွန်ပျူတာထုတ်လုပ်တဲ့ company တွေရဲ့
ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့ကွန်ပျူတာတွေပေါ်မှာအလုပ်လုပ်တယ်လို့မျိုးစက်ခေစာတဲ့ data ကိုတော့မဟုတ်တဲ့ဒီဒီဇိုင်းရေးဆွဲထားတဲ့စက်ခေစာတဲ့ data ဒီဇိုင်းရေးထည့်ထားတာလည်းပဲအင်တာနက်တိုးတဲ့ဒီဇိုင်းရေးထည့်ထားတယ်အင်တာနက်တိုးလီရောနော်အင်တာနက်အသုံးပြုခြင်းရဲ့ပြောရအောင်တင်နော်ချွေတူမှာတော့မနကိုတော့ဟာချင်မရစုကစလို့အကြောင်းအရာတွေကိုစတင်ဖို့လွယ်လွယ်ကူကူနဲ့စတင်နိုင်တာတွေကိုစခဲ့ရှော့ချတဲ့ရောရင်တုံးတာတော့အကြောင်းပြချက်ဖြစ်လာတယ်ကျွန်တော်ဒီတစ်ပိုင်းဖတ်လိုက်မျိုးနော်အဲ့ဒီတစ်ပိုင်းရဲ့မိကွာအဒီမှာရှိခိုင်ရှာခါလာအစပိုင်းစားလိုက်တာကုမ္ပဏီကနေပြီးထုတ်လုပ်လိုက်တဲ့ကာကူရှင်တက်ကီနာကစန်တက်တော့ဗောနော်စန်တက်တော့ OS တာတဲ့ဒုံရောနာမုံတို့ဘယ်လိုအရာမျိုးဒေတာဖြစ်တယ်လဲပေါ့သူအဖြစ်လေးကိုပေးတယ်စိုးစားကခန်တနာဦးဒီကန်ထထိန်ချုပ်တာတွေကလွယ်ကူတဲ့အပြင် OS ဟိုတဲ့ခိုင်ပါ OS ကိုဝယ်မယ်ဆိုလို့ရှိရင် internet တုံးမှာ access တက်ကီလိုရောနိချိတ်ဆက်နိုင်ဝင်ရောက်အသုံးပြုနိုင်အောင်ပေါ့ချိတ်ဆက်ပြီးဝင်ရောက်အသုံးပြုနိုင်အောင်လေစက်ခေစားတဲ့ data ဒီဇိုင်းရေးဆွဲထားရဲ့စိုးစားစီကန်တွေထိန်ချုပ်တဲ့ဒီလောက်ဆောင်ချက်တွေကရောက်ခုကောင်းတယ်တခုသိန်းတော့ American တော့ပါစုကွန်ကြော်တယ်အထူးပြုလုပ်ထားတဲ့ကွန်ပျူတာတွေရဲ့အပေါ်မှာ site shop ခါလာငွားနေပြီးတော့ internet က Sky လို့ရောနေနေတဲ့ data အသုံးပြုတယ်လို့မျိုးဖြစ်လာတယ်ပေါ့ဒီမှာတခုသိန်းတော့ Mega ပါစုကွန်ဆိုတာဒီထဲမှာမပါဘူးပေါ့နော်ဒီမှာခုနဖတ်လိုက်တာက RU တို့ Mega တော့ပါစုကွန်ဆိုအလုံးကွန်ပျူတာတွေအားလုံးဒီမှာကျထူးတတ်မှတ်ထားကွန်ပျူတာဆိုတော့ level 2ကတော့ဖြစ်နိုင်ဘူးပေါ့နော်ဆိုစာကန်ထချုပ်တာတွေကခံတန်းလာဦးလွယ်ကူတဲ့အပြင် social ရောတော့ software ဒီsocial ရောဆိုတာကဒီ data လွှဲပြောင်းတာတွေကိုအသုံးပြုဖို့တဲ့ software ကိုခုမိခုမဲပါတက်စင်မယ်ဆိုလို့ရှိရင်ဒေါနာပါဆိုကွန်ကြော်ဒဲမိုဘယ်လိုကွန်ပျူတာပါပဲဖြစ်ဖြစ်တဲ့ဘယ်လိုကွန်ပျူတာမှာဖြစ်ဖြစ်အတားလိုက်တာအလုံးလုံးတယ်ပေါ့သူပြောထားတာကဒီမှာပါတယ်ပေါ့နော်ခုနကဖတ်လိုက်တဲ့ဒီ social kino အရင်တော့ပေါ့ဇူလိုင်းတော့ကွန်ပျူတာအရင်တော့ကွန်ပျူတာတွေကလည်း social kino ဒီ data လွှဲပြောင်းမှုလောက်ဆောင်ချက်တွေကမပိုင်ဆိုင်ထားဘူးသားစုံပိုင်ဆိုင်ထားဘူး beto social ရော software ကိုခုမိခုဒီတခြားတီးတန်းပေါ့ကွာ data လွှဲပြောင်းမှုတဲ့ software ကိုထည့်တုံးပြရတဲ့လိုအပ်ခဲ့တဲ့ OS ကတော့သူရဲ့ Pure John Kino ဆိုတာသူပြင်ကိုလောက်ဆောင်ချက်အနေနဲ့သူက internet ချိတ်လိုက်တာနဲ့ဒီ data တွေအလိုလျောက်သူကလွှဲပြောင်းနိုင်တဲ့အတွက်သူတက်ဆင်ထားတယ်ပေါ့အဲဆိုတော့တော့ရတယ်ဖြစ်နိုင်ပြောချင်ဂါမန်ကျော်ဒီပေါ့ဒီ computer screen ပေါ်မှာကဆိုဓာတ်ပုံကိုစကတ်တဲ့အသုံးပြုပြီးတော့ဆိုးစာကိုစုလို့ခေါ်တော့တက်ကြည့်ကိုင်တဲ့ထိထုံနိုင်တယ်အဲ့ဒီမှန်တယ်ခုနကသူပြောထားတယ်ဒီကဆိုဒီပေါ့ကဆို click စုလို့ခေါ်တော့ mail စတိုင်းလို့ခင်လို့တဲ့ပိုင်ဆိုင်ထားတယ်ပေါ့ဒီ OS ကပြီးလို့ရှိရင်ဒီဟာကခီကိုရနီရဖို့စင်နာမှုဟီတိုနီမှုခဏခေတ်ဆိုင်ပြောချင်တာသူကွန်ပျူတာကိုကိုင်တာကိုသူတားကြနေတဲ့လူတွေအတွက်သူထုတ်လုပ်ထားတယ်ဆိုပြီးတော့သူပြောချင်အဲ့တော့မဟုတ်သူကွန်ပျူတာကိုပထမဆုံးဟာရှိမဲ့တဲ့ပူလာလေးလို့ခီတိုတယ်မို့တဲ့ဒီပထမဆုံးတောင်းပြတဲ့လူတွေလည်းပဲဒီ OS ကတောင်းရတာလွယ်အောင်သူထုတ်လုပ်ပေးထားတယ်ဆိုတော့လေးရတယ်မဖြစ်နိုင်အဲ့တော့ကျန်တာအဖြစ်အတစ်ပဲရှိတယ်တစ်ကိုကြည့်စိုးစားကခံထားနိုင်ဝယ် OS ကပဲ internet တော့ access ရရှိရောနီစက်ခေတ်စားတဲ့ data ဆိုတော့ဒီမှာသူက OS ကတဲ့သူပင်ကိုလောက်ဆောင်ကြနေတဲ့ရောက်ဂျွန်ကင်နိုတို့ရှိတဲ့ internet တို့နိ internet မှာဆက်ဆက်ဆိုကဆိုကင်နိုကတိုးဆိုင်စားလိုက်တဲ့ internet ကိုချိတ်ဆက်တာကိုလောက်ဆောင်ကြကိုတိုးတက်ဆင်ထားဆိုတော့အဖြစ်အနံပါတ်1ပဲဖြစ်နေ